နိဗ္ဗာန်ဆိုတာဘာပါလဲဖေ။ဘာကြောင့်ရောနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲ။လူငယ်တော်များတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များနားလဲအောင်ရှင်းပြမိန့်ကြားပြီးတော်မူပါ။ဟုတ်ပါတယ်။နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူး။နိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမယ်ဆိုလို့ရှိရင်လူချင်းမှုတွေတွေ့တာမှုတွေတက်မဲ့မှုတွေအလုံးအဆုံးသတ်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တာပါ။ဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါဒဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆက်ဆက်မပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင်လူချင်းမှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်အဲ့ဒီတဏှာလောဘတွေကိုချုပ်ငြိမ်းသောအောင်အဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်နောက်မိကုန်းတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကုန်းကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုရချင်တယ်ဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ကြိုးစားတဲ့ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစားနိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှန်သမျှအဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခကိုကြောက်သူတိုင်းရှင်မုန်းသူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော်နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင်ရှင်းပြမိန့်ကြားပေးပါလို့ဆိုခုနအဓိပ္ပာယ်ကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအတန်ကြားရုံနဲ့ပဲလူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကိုထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတိတိလေးနဲ့ဟောထားတာရှိတယ်ဒုက္ခသမုဒယောဆိုတာလေတဏှာဟာဒုက္ခသမုဒယပဲဖြစ်တယ်ခုနကလူချင်းတက်မဲ့မှုတွေရှိနေသေးသမျှကာလပတ်လုံးဒီလူတွေမလို့ခြင်းနဲ့ဆင်းရဲဒုက္ခတွေကကြုံတွေ့နေမှာဖြစ်တယ်အဲ့ဒီဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့လူချင်းတက်မဲ့မှုတွေကိုအဆုံးသတ်အောင်လှုပ်လိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ်အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာအဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ်နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘယ်သူကနေလှုပ်ဆောင်ပေးနေတာတော့ဆိုလိုချင်တတ်မဲ့မှုတဏှာလှုပ်ဆောင်ပေးဒါဖြင့်လိုချင်တတ်မဲ့မှုတဏှာကိုဖယ်ရှားပြစ်လိုက်လို့ရှိရင်အကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အကျိုးတရားငြိမ်းသွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတာဥပမာမယ်ခုမိခွက်လေးဆိုလို့ရှိရင်လေမိတောက်ကလေးရှိတယ်အဲ့ဒီမိတောက်ကလေးကဘယ်ပေါ်မှာယက်တည်နေတာတော့ဆိုမီးစာနဲ့စီပေါ်မှာယက်တည်နေစီလေးကလည်းရှိနေတယ်မီးစာလေးကလည်းရှိနေတယ်အဲ့ဒီပေါ်မှာမိတောက်လေးယက်တည်နေတာစီလည်းမဖြေတော့ဘူးမီးစာလည်းကုန်းသွားပြီဆိုတဲ့အခါသူလောင်းစရာသူယက်တည်ဖို့နေရာမရှိတော့ဒီနှစ်ခုအကြောင်းတရားနှစ်ခုကုံဆုံးသွားခြင်းကြောင့်မိတောက်ကလေးငြိမ်းသွားတယ်အကြောင်းကင်းသွားလို့အကျိုးတရားလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငြိမ်းသဘောကိုလေနိဗ္ဗာန်လို့ခေါ်တာပဲဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်ကိလေသာတွေကိုဖယ်လိုက်တော့ကံတွေကအလုံးမဖြစ်တော့ဘူးကံနဲ့ကိလေသာငြိမ်းသွားပြီငြိမ်းသွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူးဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝဟာလည်းပြတ်သွားတယ်ကံကိလေသာဆိုတဲ့အကြောင်းငြိမ်းလို့အကျိုးဖြစ်တဲ့ဆင်းရဲဒုက္ခဆိုတဲ့ဘဝငြိမ်းသွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့တယ်နော်အဲ့နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ဗျာမရှိတာမဟုတ်ဘူးသူကဆိုတော့မိတော့လေးဆိုတာရှိတယ်
အဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးငြိမ်းသွားတာရောမရှိဘူးလို့ပြောလို့ရလား အဲ့လိုတော့မရပါဘူး မရဘူးမိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုငြိမ်းလိုက်တဲ့အငြိမ်းတတ်သဘောမျိုးပဲ မှန်ပါ အရှိကိုငြိမ်းလိုက်တဲ့အခါငြိမ်းသွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလိုတယ် နောက်ထပ်မေးခွန်းတစ်ခုကတော့